ဘွားမှာမိဘရှိသားအတွက်အတက်ဆုံးသွားတဲ့ကောင်တွေဘွားပြက်သွားတဲ့ကောင်တွေကိုလည်းကျွန်တော်အရင်ရွှေရှာမိတယ်ကောင်းတွေကောင်းမတွေအရင်ရွှေရှာမိတယ်ဘာဖြစ်လို့လဲဆိုတော့မိဘကိုလာလဲဆယ်လာဘွားအမေဖေကိုလာပဲဆယ်လာဘွားအမိကိုကြတော့စုကောင်းရမှန်းမသိဘူးလို့ကြီးရမှန်းမသိဘူးလို့ဟိုရီးသားတော့ကြတော့သူဖေရတော့သူခိုင်းတာလို့သူပြောစကားနားထောင်အဲ့လိုလူသားမျိုးတွေဘဝပြက်သွားတဲ့လူသားမျိုးတွေအရင်ယူရှာမိတယ်လောက်ပါလားဗျာမိဘအတွက်မိဘာစားပြီးသွားလေမိနေကောင်းလားရောအမိသားလောက်ရကလေရောပါပြီအမိအတွက်ရောအပေးပါလားဗျာအဲ့လိုမိမမိမမျိုးအဲ့လိုလူမျိုးကျွန်တော်ထိုင်ပြီးတော့ရှေ့ခိုးလိုက်ခြင်းနဲ့အခုလူငယ်တွေများတက်တရားမှမတွေ့ဘူးဗျာတွေ့ရှိတယ်ဆိုတော့မင်းရောအဲ့ဒါတွေပြောမင်းမေကိုလှုပ်ကြွေးရလားမပြောနဲ့ကျွန်တော်မိတယောက်တည်းရှိတော့တယ်ကျွန်တော်မိကလွဲလို့ပေမိမမဟုတ်ကျွန်တော်မိကလွဲလို့ပေမိမစိတ်မသားဘူးခုချင်းဒီကျွန်တော်မိတယောက်လည်းကျွန်တော်ရှာကျွေးနေတယ်ကျွန်တော်မိတေရွာတဲ့အထီကိုမှစုံဒီတေရွာတဲ့အထီလှုပ်ကြွေးမယ်ကျွန်တော်ရင်ထဲမှာခံမြဲစွာတည်မြဲထားတယ်မိမမယူတော့မဟုတ်ဘူးရှူတော့ရှူမှာပေါ့ဒါပေမဲ့မိဘကိုရောက်ဝအောင်တော့လှုပ်ကြွေးလိုက်ဦးပါဗျာမိဘခေါင်းချရတဲ့အထီကိုဝအောင်လှုပ်ကြွေးလိုက်ဦးပတ်စံရှိလိုက်ရင်ဖေမိမဆိုခေါင်းခေါက်ပြီးလို့ရတယ်ဆိုတော့ညီလေးတို့အကိုတို့ဦးလေးတို့မှတ်